္ဂလာပါရှင်ဦးလာပါမေလာ9ရက်နေ့ကနေ14ရက်နေ့အထိ Junction Square ရွှေနန်းတော်ဆိုင်ခွဲမှာကျင်းပသွားမယ်အမေများနေ့ကိုဂုဏ်ပြုကြိုဆိုတဲ့ရွှေနန်းတော်ရဲ့အထူးစည်းရောင်းပွဲတော်ကြီးမှာ9ရက်အတွင်း9ထက်ကွမ်3500အထူးလက်ဆောင်လည်းပေးရသွားမှာဖြစ်ပါတယ်ရွှေရဲဝယ်ယူသူတိုင်းကို9000မှ9သိန်းကျပ်အထိစိတ်နဲ့ဝယ်ယူသူတိုင်းကို1သိန်းမှ10သိန်းကျပ်အထိမြစ်တာလက်ဆောင်ပေးရသွားမှာဖြစ်ပါတယ်စိတ်နယ်များကိုအလဲ 0% အယောင် 0% အပြင် 25% discount ပေးရတော့မှာလည်းဖြစ်ပါတယ်ရှင်စိတ်နယ်များကိုပထမနှစ်မှာအမြတ် 1% ဒုတိယနှစ်မှာအမြတ် 2% ပေးတော့မှာလည်းဖြစ်ပါတယ်နောက်ပြီးတော့ရွှေနန်းတော်ရဲ့ logo ပါထိလက်ဆောင်လည်းပေးတော့မှာဖြစ်ပါတယ်ရှင်ပြီးတော့9ရက်အတွင်းထပ်ဆင့်ကန်တူခွင့်အနေနဲ့ပထမစု320ဒုတိယစု15သိန်းတတိယစု10သိန်းနှစ်သိန်းစု5သိန်း3စုကိုလည်းပေးရတော့မှာဖြစ်ပါတယ်ရှင်9သိန်းမို့ရောင်းသူဝယ်သူတိုင်းကို3500ကူပွန်လက်ဆောင်လဲပေးတော့မှာဖြစ်ပါတယ်။နောက်ပြီးတော့ loyalty program လည်းရှိရယ်နော်။အဲဒါကြောင့်မို့လို့အမေများနေ့ကိုဂုဏ်ပြုကြိုဆိုတဲ့ရွှေနန်းတော်ရဲ့စိတ်ရွှေရနာဆိုင်အထူးစည်းရောင်းပွဲတော်ကြီးကိုလာရောက်အားပေးဖို့လာဖိတ်ခတ်လိုက်ပါရှင်။